ညီမနာမည်ကနွယ်အသက်ကတော့25နှစ်ရှိပြီနွယ်မှာကအိမ်မက်တစ်ခုရှိရဲ့အဲ့ဒီမက်က jewelry designer တယောက်အနေနဲ့ကိုပိုင်စိတ်ကူးစိတ်တန်းနေနဲ့ဖန်တီးထားတဲ့ဒီဇိုင်းတွေကိုဈေးကွက်ထဲမှာထုတ်ပေါက်ချင်တာပဲYouTube တယ်လို့ပြောရင်လည်းပြောလို့ရတာပေါ့ဒါပေမဲ့လည်းစူးစမ်းနေရတာပေါ့လေဟဲ့စောင့်လေဟဲ့အခုစောင့်လေဟဲ့ဟဲ့ဟာချော်လဲပြီဘယ်လောက်ကြည့်ပါသေးလဲရပါတယ်ဘာမှဖြစ်ဘူးဟဲ့ဘာဖြစ်နေရလဲကိုစိတ်ဆိုးနေရလားဟုတ်ပါဘူးခုတလောအလုံးမှာစင်မပြေလို့ပါနေ့ဒီဇိုင်းတွေကိုမကြိုက်ကြအောင်နဲ့တူပဲဟောနေအဲ့လိုပဲဘယ်ဟုတ်ပါမလဲနောက်တော့အဆင်ပြေသွားမှာပေါ့ဟောဒါနဲ့ဒီမှာဘယ်ကြိုက်တတ်တယ်ရေခဲမုတ်ဝယ်လာကိုရေခဲမုတ်တော့ထားတယ်နော်လာခဏတော့ထိုင်မစားလာပါလာလွယ်ညမထိုင်ဒီမှာလွယ်ကြိုက်တဲ့ရေခဲမုတ်ရသူတို့မကြိုက်ဘူးဆိုရယ်လွယ်တဲ့တိုင်းပို့ပြပါဟာဒီလူတွေတော်တော်အမြင်မရှိတာပဲဒီလောက်လာတဲ့ဒီဇိုင်းကိုသူတို့မို့လို့လွယ်ဒီတစ်ခုအဆင်မပြေနောက်တစ်ခုအဆင်ပြေမယ်ဆိုတာကိုလုံးဝယုံကြည်ရနော်ဘယ်ကတော်ပြီးသားပါသူတို့ကသာနောင်နာရနေမှာလက်ကိုမရလိုက်လို့လေနော်ဟောလွယ်တကယ်လို့များနောက်9နှစ်နေလို့မှကိုစူးစမ်းများအရာတွေဖြစ်မလာခဲ့ဘူးဆိုရင်မင်းကိုနာမှာရှိနေပေးနေဦးမှာလားဟဲ့ကိုနဲ့တကယ်ချစ်လားချစ်တာပေါ့နွယ်ကိုဘွားမှာနွယ်ကိုချစ်ဆုံးကိုသာရှိမယ်ဆိုရင်နွယ်ကဘယ်အရက်ဖယ်ဒီတမ်းဆိုတူတူချက်ဖြတ်ရဲ့ကိုစူးစမ်းရရအားလုံးဖြစ်မယ်လို့လည်းယုံကြည်ရဲ့ဘယ်လဲကိုရနွယ်လေပြန်မလာပြီလားပြန်မနဲ့လည်းမဟုတ်ဘူးကိုရဲ့ဂျင်းမနာရဖြစ်ဖို့အတွက်တော့ပြန်မတော့ခံရမှာပဲလေဟုတ်တယ်မလားဒါပေမဲ့ကိုမျက်နှာလေးကိုတွေ့လိုက်ရတော့လည်းပြန်မနဲ့ဆိုတော့ဘာမှမဟုတ်တော့ဘူးပဲမဟုတ်တာတော့ဟောကိုရနွယ်တွေကအများကြီးရင်ကျက်လာလို့ကလေးလေးမဟုတ်သေးလားကိုသေချာပြန်ကြည့်ရပါဟာဖုန်းလာလို့ဟယ်လိုမန်နွယ်လားရှင်ဟုတ်ကဲ့ညီမနွယ်ပါရှင်အော်ဟုတ်ကို Rose Jewelry ရဆက်တာပါအော်ဟုတ်ကဲ့ရှင် Jewelry design အတွက်မန်နွယ်နဲ့အလုပ်ကိစ္စစကားပြောချင်လို့ပါဟုတ်ကဲ့မရပါတယ်ရှင်ဟုတ်ကဲ့ဘယ်နေ့တွေ့မလဲရှင်အော်ဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ရှိရင်မီဒီလေးတစ်ချိန်လိုက်ပါမယ်မဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကို Rose Jewelry ရလေနှွဲ့ကို Jewelry design နဲ့ပတ်သက်ပြီးလုပ်ကိစ္စစကားပြောချင်လို့တဲ့မိုက်တာဗောအဲ့ကြောင့်ကိုပြောသားပဲတစ်ခုအဆင်ပြေနောက်တစ်ခုအဆင်ပြေမှာပါလို့အဲ့ဆိုရင်ကိုတို့ဒီနေ့အောင်မြင်မှုထိမှတ်နေနဲ့အောင်မခံကြမယ်ကွာဟုတ်ကဲ့ဒီမလေးနွယ်ရေးဒီ design လေးတွေကတော့မတို့ခု Rose ကနေလက်ရှိထွက်ထားတဲ့ design လေးတွေပေါ့နော်ဟုတ်ကဲ့ဒီမလေးရဲ့ design လေးတွေကိုလည်းမတို့ဖက်ကနေကြည့်ပြီးတော့ပြီမတို့တင်ဖက်ကလည်းသဘောကျတယ်အဲ့ဒီအတွက်ညီမလေးနဲ့ကို Rose ဖက်ကနေပြီးတော့အလုပ်တူတူတွဲလုပ်ဖို့အတွက်ဖိတ်ခေါ်လိုက်ရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမနဲကိုလည်းကို Rose ဖက်ကနေပြီးအလုပ်ကမ်းလှမ်းပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အခုကို Rose အတွက်နောက်ထွက်လာမယ့် design လေးတွေကိုလည်းလေနဲဘက်ကနေပြီးအလားပါဆုံးနဲ့စမ်းသစ်ဆုံးပြဖတ်တီးပေးပါမယ်မနဲကိုလည်းယုံကြည်လို့ရပါတယ်ရှင်ဟုတ်ညီမလေးကိုလည်းမတို့ဖက်ကနေယုံကြည်ပြီးသားပါနောက်ပိုင်း Coco Rose ဖက်ကအတက်ထွက်ရှိမဲ့ design လေးနဲ့ပတ်သက်ပြီးတော့ညီမလေးကိုမီတင်တရက်တစ်ချိန်ပေးမယ်နော်ဟုတ်ကဲ့မဒီစများရေးစမိုင်းအဲဆိုနောက်မှတရက်ဆောင်ကြမယ်နော်မဘလို့ဆိုတော့လည်းသွားလိုက်ပါအောင်လေရှင်ဟုတ်ကဲ့ဟဲ့ရှင်းနေဘလို့လဲစင်ပြေးလားတော့ရှိရမှာဗောလွယ်ပဲဟုတ်ဟောဒါနဲ့နွေကိုနွေကိုပေးချာရှိဘာပဲမို့လဲကိုရဲ့ဟောခဏနေသိရမှာဗောနွေမျက်လုံးခဏမိတ်ထားပါဟုတ်ကိုကလည်း shopping mall မှာတော့မျက်လုံးမိတ်ချင်ဘူးလေဘူးမှမရှိပါဘူးနွေခဏလေးပဲနော်အမှန်ဟဲ့ကြည့်ကြရဟဲ့စိုးကျိုးလေးပါလားဒါနဲ့အတွက်လားဟုတ်တယ်လေနွေသဘောကျတယ်သဘောကျရကိုချစ်စရာလေးအဲ့ဆိုရင်ကိုဆွဲပေးမယ်နော်ကြည့်ပါဦးနွေကကိုပေးရဆွဲကြိုးရင်းနဲ့ထားလိုက်တာနော်ဟဲ့အဲ့ဆိုဖိုက်ဆိုင်လေးကိုတို့ရောစားလို့နွေဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးတဆလာမယ်လေsorry တော့ကိုလူမားသွားတော့ရပါ
နွဲဘွားမှာအမြဲတမ်းကန်ကောင်းအောင်လို့ဒီနွဲဆိုတဲ့ဆွဲကြိုးလေးကိုဆွဲပေးမယ်နော် ဘယ်ကိုလမ်းထက်နိုင်သေး ဟဲ့နင်းနဲ့အလုပ်လေးပါလေးလဲရှော့လို့အေးရေးပြက်တာများပြီးတော့ကြောင်နှမ်းဖြစ်နေပြီ မပြောနဲ့ဆိုမပြောနဲ့ပေါ့တော်ပြီဖုန်းပြောစင်တော့